ရှင်တို့ကဒီလိုကြမ်းကြမ်းဖန်ဖန်နေမေးတော့ကျမကိုဘယ်လိုထင်ကြမလဲနော်ဒီအောက်ပိုင်းကိစ္စပဲပြောနေတာနော်ဒီလိုပြဿနာလေးတွေဒီလိုမေးခွန်းလေးတွေကဝေဖန်မှုကအလိုလိုမှမြင့်တက်နေတဲ့ကြားတယ်ရှူတို့ကဒါမျိုးတွေထက်မေးနော်အဲ့တော့ဒါပေမဲ့လည်းကျမဖြေပေးမယ်တိတိနဲ့ထင်လို့ပေါ့နော်ကျမရေးကမနေ့ကညီလေးပျောက်တဲ့ကိစ္စမှာနော်အမျိုးသားတွေအဝလွန်ရင်ညီလေးပျောက်သွားတယ်ညီလေး size ကျုံသွားတယ်အဲ့ဒီခါမှာယောက်ျားလေးစွမ်းဆောင်ရည်ကြတယ်လို့ဆရာမကဖြေပေးထားတယ်နော်အဲ့တော့ तू ကအဲ့ဒါကိုထပ်ပြီးတော့ဗာမေးလဲဆိုတော့ညီမျိုးသူနဲ့ချစ်နေတဲ့သူချစ်သူကလည်းဒါဖက်တီးမာလေးပေါ့နော်ဖက်တီးမာလေးဆိုတော့တဲ့အမျိုးသမီးတွေဝါလာရင်ဟောတဲ့ညီမလေးပျောက်လာလို့ तू ကတိကျရှာတာဟုတ်ရင်လည်းဟုတ်မယ်မဟုတ်ရင်လည်းမဟုတ်ဘူးဒါပေမဲ့သူစိတ်ထဲမှာဒါရှိတဲ့အတွက်မေးလိုက်တယ်ဟုတ်ပြီနော်အဲ့ဒါကိုပြမယ်အမျိုးသမီးတွေရဲ့ဒီ vagina ကအမျိုးသားတွေရဲ့ penis လိုမျိုးကျမတို့အဲ့နှစ်ခုဒီတဘာဝအားဖြင့်မတူပါဘူးမတူတဲ့အခါမှာသူတို့ရဲ့ function ကလည်းမတူဘူးအမျိုးသမီးတွေကဥပမာဘယ်လိုပြောရမလဲခန္ဓာကိုယ်ဝလာတာနဲ့သူ့ရဲ့ vagina ကသူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းကိုလျော့ကျမသွားဘူးเนาะယူတို့မိဘရဲ့ bite ထဲကနေဘယ်လိုထွက်လာလဲဘယ်လမ်းကြောင်းကနေထွက်လာလဲเนาะအ ਨੇ ဆုံးတော့ရှင်တို့ရဲ့ဥကောင်းเนาะရှင်တို့ရဲ့ဥကောင်းဒီလောက်တော့ရှိမှာပေါ့เนาะဆိုတော့အမျိုးသမီးတွေရဲ့ vagina ကကျုံနိုင်ဆန့်နိုင်တဲ့ elasticity power ရှိတယ်เนาะအဲ့ဒီကျုံနိုင်ချက်နိုင်တဲ့စွမ်းအားကိုပြောတာပေါ့เนาะအဲ့ဒါကခန္ဓာကိုယ်ကြီးဝါလာတာ ਨੇ เนาะသူ့ရဲ့လုပ်ငန်းကရော့မသွားဘူးเนาะပြီးတော့သူ့ရဲ့ size ကလည်းထူခြားပြီးသေးွားတာမျိုးမရှိဘူး main ကလေးတွေကเนาะအမျိုးသားတွေကြတော့ကွဲပြားတယ် size လည်းသေးွားတယ်เนาะကြုံလည်းကြုံသွားတယ် hormone level ကလည်းတန်းကျသွားတယ်လိုရင်းတော်ရှင်းပြောရင်ယောက်ျားလေးတွေကပို့ပြီးပြောင်းလဲမှုများတယ်အမျိုးသားဝလာတာရောအမျိုးသမီးဝလာတာရောတူတဲ့အချက်ကဘာလဲဆိုတော့ခလေးရဖို့ chance နည်းသွားတယ်အဲ့ဒါတော့တူတယ်နော်အဲ့ဒါတော့တူတယ်ဒါရိုးရိုးရှင်းရှင်းလေးပဲရှင်းပြလိုက်တာကလေးလိုချင်တယ် try နေတယ်နော်တချို့တွေဆီမအောင်လာတိုင်ပင်ကြတယ်အိမ်အောင်သက်ဘယ်လောက်လဲလို့မေးလိုက်ရင်8နှစ်9နှစ်ရှိနေပြီဒါဆိုရင်လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ထားလားဆိုရင်ဘယ်သူမှမလုပ်ရသေးဘူးအသက်ကဘယ်လောက်ရှိပြီလဲ40ကျော်နေပြီဒါတော့9နှစ်10နှစ်ပေါင်းလာတာကလေးလိုချင်တယ်ဆိုအစိုးရကလေးကနော် OG တွေနဲ့တိုင်ပင်ရမယ်ဘာတွေလုပ်သင့်လဲဘာတွေစစ်ဆေးဖို့လိုလဲဒါမျိုးတွေ medical check up တွေဘာတွေမလုပ်ဖ ೇನೆ နော်ဟိုလူကကလေးရပါတယ်ဒီဆေးကကလေးရပါတယ်ငါတို့တုန်းကတော့ဒီဆေးနဲ့ကလေးရခဲ့တာပါဆိုပြီးတော့ဈေးကွက်ထဲမှာနော်ရက်ကွက်ထဲမှာရောဈေးကွက်ထဲမှာရောကျမတို့ဒီအဲ့လိုမျိုးဂျင်းလို့တော့မပြောချင်ဘူးပေါ့နော်ရန်တန်စားတဲ့အခါမှာကြက်ကန်းဆန်အိုတိုဘီရတဲ့သူတွေရကောင်းရနိုင်တယ်စနစ်တကျတိုင်ပင်ပြီးတော့ကိုရီနှစ်ယောက်ရဲ့ကျန်းမာရေးအခြေခံကကောင်းတယ်ရနိုင်တယ်ဒါကတော့ဒီလိုမျိုး result တွေရှိတယ်ဆိုရင်စူးစမ်းကြည့်နော်မဟုတ်ဘူးဆိုလို့ရှိရင်ကလေးယူဖို့စူးစမ်းတဲ့သူတွေတချို့ဆိုအရန်သနာဖို့ကောင်းတယ်ငွေကြေးတွေအရန်ကုန်ကြပြီးမှနော်ကလေးတယောက်ရတယ်ဘာလို့လဲဆိုတော့တက်ကျွမ်းနားလေတဲ့သူနဲ့မပြဘဲနဲ့နော်ဘယ်မှာလဲဘယ်သူတို့ကတော့ဘာဆေးစားလိုက်တာကလေးရသွားတာတဲ့ဒီလိုမျိုးတွေပေါ့နော်ဆိုတော့တယောက်စကားတယောက်နားနဲ့တခြားလူတယောက်ရဲ့ပါဇက်မှာတယ်လမ်းမဆုံးစေနဲ့နော်ကိုကျမ်းမာရေးနဲ့ပတ်သက်နေတာကိုရဲ့အနာဂတ်နဲ့ပတ်သက်နေတာဘယ်တူတယောက်ရဲ့စကားတခွန်းနဲ့တင်လမ်းမဆုံးစေနဲ့မရတော့ဘူးမင်းတို့ငါတို့တော့ကလည်းမရဘူးမရပါဘူးကွာရှောက်ပတ်စံကုန်ခံစစ်မနေနဲ့ဒီလိုမျိုးသူများပြောတိုင်းလည်းရက်မနေနဲ့အဲ့တော့ကိုဒီသိပ္ပံနီးကြကြအချက်အလက်နဲ့ data ခိုင်ခိုင်နဲ့ကိုတကယ်မရနိုင်တော့ဘူးလားဆိုမှနောက်ဆုံးနော်ရနိုင်သေးတယ်အသက်အရွယ်အားဖြင့်ရောနှစ်ဦးစလုံးရဲ့ကျန်းမာရေးခြေနေရလဲကောင်းတယ်နည်းနည်းပဲအားနည်းနေတာတချို့ကကြတော့နှစ်ဦးစလုံးကျန်းမာရေးခြေနေတွေကောင်းတယ်ဟိုးနော်ရေကြားမြေကြားမှာဖြစ်နေတော့ဘယ်လိုကလေးရမလဲဆိုတော့အဲ့ဒီအချက်တွေကိုကျမတို့ကအသေးချာလေးကိုလည်းလေးလာသူများပြောတိုင်းလည်းမယုံနဲ့ဆရာမတွေနဲ့တိုင်ပင်ဒါမျိုးတွေယူပြီးမှဆရာမကဆွေးနွေးမှုအကြံပြုမှုတွေယူပြီးမှကလေးရဖို့နော်
ရဖို့အလားလာရှိမရှိရှိတယ်ဆိုမှစူးစမ်းကြည့်နော်အဲ့တော့ဆရာမတို့ရဲ့ပန်းနူးတို့ရတယနာတို့ဘုံကမန်တို့ကလေးရစီတာပေါ့ तू ကတုပ်ပိုးရဲ့ quality ကိုမြင့်တင်ပေးတယ်အကောင်ရည်ကိုများလာစေတယ်အဲ့တော့နဲတဲ့သူတွေဒီညားအောင်လုပ်လို့ရတယ်တကောင်းမှပါမလာဘူးဆိုရင်တော့ဆရာမဘက်ကလည်းဘာမှမကူညီနိုင်ဘူးတချို့ကရှိတယ်အကောင်ရည်လုံးဝပါမလာဘူးဘယ်နှကြိမ်စစ်အကောင်ရည်ပါမလာဘူး surgery လုပ်ဖို့လည်းဆရာဝန်ကအားမပေးထားဘူးဆိုရင်တော့လက်လျှော့ရမှာပေါ့နော်ဒါလေးကိုလည်းထပ်လောင်းပြီးတော့ဖြေကြားလိုက်ပါတယ်